ရှေ့ကာကတိုင်းပြည်ခုတွင်အလွန်ဆင်းရဲသောလင်များနှစ်ယောက်ရှိလေထိုလင်များတို့မှာနနတ်မိုးတောက်ဒီမှာတောမိုင်ထဲသို့တွား၍ထင်းခုထင်းဖြတ်ရသည်မှာတနေ့ကုန်ညနေဆောင်တီထိဖြစ်သည်စူစီးပြီးသောထင်းများကိုလင်များနှစ်ယောက်ဂုံပိုးထမ်းခဲ့ကြပြီးမြို့တွင်သို့ရောက်ဒီအခါဝိုင်းရီတို့စံစီစားတို့ထင်လဲလဲစားတော့ကအတက်မွေးကြရလေတနေ့သောအခါလင်များနှစ်ယောက်တို့သည်ထုံးစာတိုင်းထမင်းတုပ်တို့ကိုကိုစီယူ၍တုံးမိုင်ထဲသို့ထင်းခုတ်ရန်ထွက်ခွာခဲ့ကြပြန်သည်ထင်းခုတ်မှဝမ်းစာရမည်ဖြစ်သည်ဖြင့်နေ့စဉ်နေ့တိုင်းထင်းခုတ်ခဲ့ရာတောမိုင်အတွင်း၌ထင်းခုတ်ရန်နေရသည်ပဲကီလိုမီတာပေါင်းများစွာဝေးသည်ထက်ဝေးလာလေထိုနေ့၌ခရီးဝေးလာသည်ထက်ပင်ပန်းနွမ်းနယ်ပြီးအချိန်လေးမှထင်းခုတ်ရန်နေရသို့ရောက်တော့လေထင်းအနှဲငယ်သာရရှိသည်ရသမျှထင်းစည်းများဖြင့်မျိုးစီတို့ခမက်မြန်ဖြင်ခဲ့ကြတော့လေမျိုးတခါဝါသို့ရောက်တော့အခါနေလုံးကွယ်၍မောင်မင်းနေပြီဖြစ်သည်မျိုးတကားလည်းပိတ်သွားပြီဖြစ်ရာမျိုးတွင်းတို့မဝေနိုင်တော့ပြီထို့ကြောင့်လင်များနှစ်ယောက်တည်းမျိုးပြင်းတနေရရှိဇီယတ်တစ်ခု၌သာနိုင်ခုံရန်ဆုံးဖြတ်လိုက်ကြသည်ထိုဇီယတ်အနီး၌အလွန်ကြီးတောင်းညောင်ပင်ကြီးတစ်ပင်ရှိရာထိုညောင်ပင်ကြီးပေါ်၌ကြက်များစွာတို့သည်အိတ်တန်းတန်ရကြလေလင်များနှစ်ယောက်မှာခရီးကပန်းအစာကလည်းမစားရသေးတစ်ဖက်ဇီယတ်ပေါ်တွင်ခြုံဆောင်ခြုံလျက်အိပ်ပျော်ကနီးဆဲဆဲတွင်မိမိတို့ဘဝ၏ဆင်းရဲပင်ပန်းမှုများကိုစဉ်းစားတွေးတောနေမိကြသည်ညာတန်းခေါင်ရန်အချိန်တွင်ကြက်နှစ်ကောင်၏ထူးဆန်းသောစကားတန်များကိုထိမ့်တီလင်များကြားရလေပထမချက်ကဟဲ့ငါခဲတို့သောကိုပေါ်သို့နင်ခဲတို့သောကြက်ရုပ်၏နေ့ကျင်းများကိုစွန့်ချရသလောဟဲ့ကြက်ရုပ်ယခုပင်ဖယ်ရှားတုတ်တင်ပေလို့ဟုငေါငန်းလိုက်သည်ထို့အခါဒုတိယချက်ကညောင်ပင်၏အမြင့်ဂိုင်းတနေရာမှာဟဲ့ကြက်ရုပ်နင်းကအဘဲသူ့သောစကားကိုပြောသည်နင်းထက်ငါကမြတ်သဖြင့်နင်းအထက်ကငါအိပ်ရသည်နင်းတကူနှင့်နင်းအစွမ်းကဘာများရှိသည်နည်းဟုပြန်ဆိုလေသည်ပထမချက်ကဟဲကြက်ရုပ်ငါ၏အစွမ်းတတိကိုငါပြောပြမည်ငါ၏အသားကိုစားရသူသည်မူကြီးမတ်ရာတေနာပတိမင်းကစားယောက်ျားဖြစ်မည်ငါ၏အသေးနှလုံးကိုစားသောမိမသည်မိမိဖျားအေကန်ဖြစ်မည်ငါ၏အယိုးကိုကိုက်ရသူသည်သူသေးသူကွယ်ဖြစ်မည်ဤကဲ့သို့သောတကူမျိုးငါမှရှိသည်ကိုနေမသိသလားဟုကြွားပါလေသည်ဒုတိယချက်ကလည်းအညံ့မခံပဲဟဲငါအောက်မှာနေရသည့်ကြက်ရုပ်ငါ၏တကူတတိကိုနားထောင်လော့ငါဦးခေါင်းကိုစားရသူသည်ယောက်ျားဖြစ်လင်9ရက်အတွင်းမင်းအေးကရစာအေကန်ဖြစ်မည်မိန်းမဖြစ်လင်မိမိဖျားအေကန်ဖြစ်မည်ငါ၏အသေးနှလုံးကိုစားရသူသည်မူးမသေးနာပတိကြီးများဖြစ်မည်ငါအသားကိုစားရသူသည်သူထေးသူကွယ်အေကန်ဖြစ်ရမည်ဟုတကူပြိုင်လေတော်သည်ဤကဲ့သို့ကြက်နှကောင်မန်းဆောင်၍တကူပြိုင်ကြသည်ဟုကြားရသောလင်မယားမှာအံ့ဩဝမ်းသာဖြစ်ကြလေသည်ထင်းသည်ယောက်ျားကရှင်မငါတို့မှာအလွန်ဆင်းရဲလာသည်ယခုကြက်နှကောင်ဖလောသည့်အကြိုင်မိုင်းခဲ့လင်ရှင်မနှင့်မောင်တို့မင်းနှင့်မိဖုရားဖြစ်ရမည်မှာမလွဲတော့ပြီယခုပင်ညောင်ပင်ဖော်တက်ပြီးကြက်နှကောင်ကိုဖမ်းမိဟုတိုင်ပင်ကဖမ်းယူလိုက်ကြလေသည်မကြာမီမိုးတောက်လင်၍မြို့တကားများဖွင့်သောအခါလင်မယားနှစ်ယောက်သည်ထင်းစည်းများထမ်းကြက်နှကောင်ကိုပွိလျက်မိမိတို့တဲငယ်သို့ပြန်ခဲ့ကြသည်တဲသို့ရောက်လင်ကြက်နှကောင်ကိုချက်ချင်းတက်၍ဟင်းချက်ကစားလိုက်ကြလေသည်ထို့နောက်9ရက်မြောက်သောနေ့တွင်တိုင်းပြည်ဘယေမင်းကြီးသည်အိုမေးရက်လျော်၍နတ်ရွာဆန်းလေသည်စက္ကန့်၏ရွှေတော်မျိုးတော်မရှိသဖြင့်မိုးမတ်တို့သည်ဖုတ်သွင်းရွာသားကိုဆေးလွှဲ၍မင်းလောင်းရှာခွေကြတာထိုရွာသားသည်စင်းရဲသားလင်များ၏တဲငယ်ရှိသို့စိုက်စိုက်မြတ်မြတ်ရောက်ရှိလာလေသည်မိုးမတ်တို့လည်းလင်မယားနှစ်ယောက်ကိုရွာသားပေါ်တင်၍နန်းတော်သို့ပင့်ဆောင်သွားကြသည်စင်းရဲသားလင်မယားသည်မင်္ဂလာပြီတွေ့ခံယူပြီးနောက်တိုင်းပြည်ကိုအုပ်ချုပ်ဆိုင်မြန်းကြလေသည်ဘယင်းနှင့်မိဖုရားတို့သည်မိမိတို့အတိတ်ဘဝကိုပြန်လည်စဉ်းစားမိတိုင်ကြက်နှကောင်မန်းဆောင်ခဲ့ကြသည်ကိုတတိယနေကြသည်ကြက်နှကောင်သာညီညွတ်စွာနေထိုင်ကြပြီးမာနမထားကြလင်ငါတို့သည်စင်းရဲသားဘဝနှင့်သာအတိတ်ကုန်ကြရပြီလိမ့်မည်ဟုစင်ကြင်မိကြသည်ထို့ကြောင့်မာနထားခြင်းသည်အကျိုးရုပ်စေသည်ကိုသင်ခန်းစာယူကမိုးမတ်တို့အားအရာရာတွင်တရားနှင့်အညီဆောင်ရွက်ကြရန်အမြဲမိန့်ကြလျက်တာယာဝါပြောစွာအုပ်ချုပ်တော်မူလေသည်